မင်္ဂလာပါကျွန်တော်နာမည်တော့ Kevin Mori ဖြစ်ပါတယ်ကျွန်တော်ဒီတစ်ခေါက်မှာတော့ T54 တော့ကန်မရခင်ဘယ်လိုရုံးကန်လဲဆိုတော့ပြောအောင်ပါ T54 စဆိုတဲ့ကကျွန်တော်အရင်ဆုံး 100mm FB1 ကိုရပါတယ်ဒါ8မှာအဆင်ပြေမဲ့တိုင်း9မှာကျွန်တော်တော်လေးရုံးကန်ရပါတယ်ကဲကျွန်တော်စကြည့်အောင်အရင်ဆုံးကျွန်တော် median တွေတွားနေကြဖြစ်တဲ့ small town ကိုတွားပါတယ်ကျွန်တော် gan penetration မကောင်းတော့ကျွန်တော် city ဘက်ကိုမတွားအောင် light နဲ့ median တွေလာလို့ရှိရင် small town ကိုယူဆောင်လာပါတယ်ဒီနေရာမှာကျွန်တော်က top tier ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အရင် aggressive style မစော့ပါဘူးဒါအပြင်ကျွန်တော် top gun မရသေးတာပါတော့အဲ့ဒီမှာကျွန်တော်ကန်ကောင်းထောင်းမှဆိုရင် 46 pattern ကိုတွေ့ပါတယ်ဘေးဘက်နေထားဆိုကျွန်တော်မဖောက်အောင်ပူပါဘူးကန်ကောင်းထောင်းမှဆိုရင်ကျွန်တော်ပြစ်လိုက်တာသူ detract ဖြစ်သွားပါတယ်အဲ့တော့ကြောင့်ကျွန်တော်ဘက်ကလူတွေတစ်ချက်ပြစ်လို့ရပါတယ်နောက်တစ်ထပ်ပြစ်ဖို့ကြိုးစားပြီးသူ track repair လုပ်တာမြင်တော့လွတ်သွားပြီးတော့တဖြည်းဖြည်းချင်းကျွန်တော်ရှေ့တိုးပြီးပြစ်ဖို့ကြံပါတယ်အဲ့ဒီမှာကျွန်တော်နောက်ထပ်တစ်ချက်ထပ်ပြစ်လို့ရပါပါတယ်အဲ့မှာရီရတာAMH 3019ကယိုလိုလောက်ပြီးတင်းဝင်ပစ်တာကန်ကောင်းလို့ဟိုဘက်ကလှမ်းပစ်တာမသေးတာရဟန်အနေများပါတယ် pattern data နဲ့ကျွန်တော်ချက်ချင်းပဲ out scope လုပ်ပြီးတစ်ဖက်ကိုလှည့်လိုက်ပါတယ်ဒီနေရာမှာ scope ကိုအလင်းအမြန်ပြောင်းတက်ဖို့လိုပါတယ်တစ်ဖက်ကိုအာရုံစိုက်နေနောက်ဖက်တစ်ဖက်ကိုမမြင်တော့တာတတိမထားမိတာဖြစ်တတ်ပါတယ်တစ်ဖက်မှာ budget ပါကန်ကောင်းထောင်းမှလို့မထိပါဘူးဒီနေရာမှာကျွန်တော်ရှေ့မတိုးဘဲဘေးဘက်က IS3 ကို cover ယူပြီး budget ကိုပြစ်ဖို့ခွင့်လန်းအောင်ရှာပါတယ်သူ့ကိုမတွေ့ဘဲနဲ့ IS3 ကိုတွေ့လို့ပြစ်ပေမဲ့ကန်ကpenetration တော်နေတာကြောင့်မထိပါဘူးအဲ့ဒီမှာကျွန်တော်0 line ကိုတပြေးပြေးနဲ့ချိကပ်ဖို့ကြိုးစားပါတယ်အဲ့မှာတစ်ချက်လမ်းပစ်လိုက်ပါတယ်နောက်ချက်ရမလားလို့ကျွန်တော်ကန်နေနေမှာထွေးကျုံလို့လိုက်ပါတယ်နောက်မှာ AMH 15မရှိတော့ဂျင်းထားနေနဲ့ budget ကိုကျွန်တော်ပြစ်ဖို့ကြိုးစားနေလို့ပါအဲ့ဒီမှာကျွန်တော် AMH 50B က auto loader နဲ့တမပါလေကန်ကောင်းတာတစ်ချက်ပဲထိရဲ့တစ်ချက်က bounce ဖြစ်သွားတယ်ဒီနေရာမှာအရေးကြီးတာကျွန်တော် T54 အနေနဲ့ angle လုပ်တယ်ပေါ့ကျွန်တော်အနေနဲ့ချက်ချင်းပြေးဖို့မဖြစ်နိုင်တော့တတ်နိုင်တဲ့လောက် angle လေးလုပ်ပြီးစောင်းပေးလိုက်တော့ပြီးတော့မှနောက်တစ်ဖြည်းဖြည်းတက်နိုင်တော့နောက်ဆုံးပြီးတော့အကာအကွယ်ယူဖို့ကြိုးစားပါတယ်ဒီနေရာမှာကျွန်တော် CT ကိုမကူဘဲနဲ့ push ဖို့ကြိုးစားပါတယ်အလဲကနေချောင်းပြီး heavy ကိုပြစ်လို့ရတယ်ကတ်တာကျွန်တော်ရဲ့လက်ရှိကန်ကတော်လေးဝေးရ penetration တော်နေပါအဲ့တော့အဲ့ဒီအစား RDU ကိုပြစ်ဖို့ကြိုးစားပါတယ်ကျွန်တော်အလဲကနေ CD ကိုလှမ်းပြီးတော့ပြစ်လို့ရှိရင် side armor ပြစ်လို့ရပါမယ် IS4 လိုမျိုး side armor ပို့ပြီးတော့ကောင်းတဲ့တန်လိုမျိုးဒါမှမဟုတ် IS3 လိုမျိုးတန်လိုမျိုးဆိုရင်ကျွန်တော်အနေနဲ့ပြရပို့ပြီးခတ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော် heavy တန်နဲ့စား RDU ကိုပြစ်ဖို့ကြိုးစားပါတယ် light တန်တစ်စီးကိုတွေ့ပေမဲ့ RDU ကပို့ပြီးတော့ဒုက္ခပေးနိုင်တာကြောင့် light တွေက light band ကလည်းခတ်တာတော့ကျွန်တော်လှုပ်ပေးလိုက်ပါတယ်အဲ့ဒီမှာကျွန်တော် live တစ်စီးကို snapshot နဲ့လမ်းပြစ်ပေးမယ်မကြည့်ပါဘူးစားတော့ကျွန်တော်နောက်ကနေ flying လုပ်ဖို့ကြိုးစားရမယ် left back ကိုကျွန်တော် maximum လမ်းတွေးကို engage လုပ်ဖို့ကြိုးစားပါတယ်ဘာဖြစ်လဲဆိုတော့ဒီကောင်ကပို့ပြီးတော့နေကြည့်ပါတယ်အဲ့ဒီမှာကျွန်တော်သူ့ရဲ့ site ကိုလမ်းဖြစ်တာမထိဘူးသူပြစ်တာလည်း bounce ဖြစ်ပါတယ်သူ reload တိုင်းကကျွန်တော်တက်ပို့ကြလို့ကျွန်တော်သူပြစ်မအောင်မကြောက်ဘဲနဲ့ဒီနေ့တော့ကတ်လိုက်ပါဆက်လိုက်ရင်လည်း back check ကဒီဘက်ကျွန်တော်ကဟိုဘက်ပိတ်ဖမ်းမှုကြိုးစားပါတယ်အဲ့ဒီမှာကျွန်တော်ဘက်ကနောက်တစ်ကောင်ပြစ်လိုက်တဲ့အတွက်ကျွန်တော်ဒီအောင်တော့ပါပါတယ်ပြီးတော့ကျွန်တော်လည်းညီရမိတယ်ကနေ support လုပ်ဖို့ကြိုးစားပါတယ်အဲ့ဒီမှာ yep tiger computer အတူလို့ကျွန်တော်ချက်ချင်းပြစ်လိုက်တယ်ကျွန်တော်တွေ့တာနဲ့သူချက်ချင်းလှည့်လာကျွန်တော်ပြန်လဲပြေးလို့မရနဲ့ဝင်လုံးမှုကြိုးစားနေလမ်းပြစ်လိုက်တယ်ကန်ကောင်းထုံးမှဆိုတော့ထိသွားတယ်သူ reload တိုင်းကြာတီးတော့ကျွန်တော်ဘေးကနေဝင်ပြပြီးတော့ကိစ္စသိမ်းလိုက်ပါတယ်ပြီးတာနဲ့ကျွန်တော်ဘယ်ဘက်ကိုခြာကနေလှည့်လိုက်ပါတယ်ညာဘက်မှာကိုယ့်လူတွေရှိပေမဲ့ဘယ်ဘက်မှာရန်သူမရှိရမသိရပါဘူးတဖြည်းဖြည်းကြီးကနေမဲ့အမှာ 5% နဲ့ enemy 10တစ်စီးတွေ့လို့ကျွန်တော် flank လုပ်ဖို့ကြိုးစားပါတယ်ကျွန်တော်နောက်ကိုလှမ်းပစ်တာတွေ့လို့ကျွန်တော်ချက်ချင်းပဲလှည့်ဖို့ကြိုးစားပါတယ် shot ပစ်လိုက်ပေမဲ့ထိသွားပါတယ်နောက်ချက်မပစ်ခင်ကျွန်တော် angle လုံးနေတယ်နောက်ကနေလှမ်းပစ်လို့ပွဲသိမ်းသွားပါတယ်
အဲ့ဒီနောက်မှာကျွန်တော်ရဲ့ game play ကထူးခြားခြားဘာမှမပါတော့ကျွန်တော်ဘက်ကဒီပွဲသိမ်းတာနဲ့ပြီးသွားပါတယ်ကျောင်းအပြင်ပြောရမယ်ဆိုတော့ D54 ရဲ့တကယ် power game တစ်ခုတည်းမဟုတ်ပါဘူးသူ့ရဲ့ strong turret armor ရဲ့ angling ကောင်းကောင်းလုပ်တဲ့ share တော်နဲ့တော့ bounce ဖြစ်ပါတယ်ဆိုတော့တကယ်ဆော့ရတာကြရင် liner ရှုံးတာတော့ဒီကျွန်တော်တို့ဒီတစ်ခုရဲ့ပြင်ကိုဘက်ကလူရဲ့လက်တို့ကျွန်တော်ကန်တို့ပုံမှန်လည်းမကြည့်ပါဘူးဒီ play မှာကကျွန်တော်ဘယ်လိုတွေးလဲဆို top person နဲ့ကျွန်တော်ဘယ်လိုမျိုး suggestion ရှာရဲဆိုတဲ့ decision making ကိုပြပါပါ